ရိုနယ်ဒိုကိုဘာကြောင့်မက်ဆီထက်ပိုကြိုက်တာလဲကျွန်တော်ဟာရိုနယ်ဒိုကိုမက်ဆီထက်ပိုပြီးသဘောကျပါတယ်ဒီလိုပြောခြင်းဟာရိုနယ်ဒိုကမက်ဆီထက်ပိုကောင်းတယ်လို့ပြောခြင်းမဟုတ်တယ်လို့မက်ဆီကိုမကြိုက်ဘူးလို့ပြောခြင်းလည်းမဟုတ်ပါဘူးကျွန်တော်တို့ရှစ်တန်း9တန်းရွယ်တုန်းကဆိုရင်မက်ဆီကိုတအားကြိုက်ခဲ့ရပါတယ်ဘာစီလိုနာကစားပွဲနဲ့မက်ဆီရဲ့စကေးဟာအင်မတန်မှဆွဲဆောင်မှုရှိခဲ့ပြီးတအားလှပါတယ်အဲ့တုန်းကဆိုရင်ရိုနယ်ဒိုဟာတအားမောက်ပါပြီးကျန်းကျန်းတန်းတန်းကစားတတ်တယ်ဒေါသကြီးရဲ့အရန်ရှိုးလုပ်တယ်လို့ထင်ပြီးမုန်းတော်မုန်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာရိုနယ်ဒိုရဲ့ငယ်ဘဝအကြောင်းတွေသူ့ရဲ့နေမှုထိုင်မှုအကြောင်းတွေနဲ့လေ့ကျင့်မှုအကြောင်းတွေကိုတွေးခဲ့ရတဲ့အချိန်မှာအံ့အားသင့်ခဲ့ရပါတယ်။ဒါအပြင်သူ့အမေပေါ်ထားတဲ့ချစ်ချင်းမြတ်တာမိသားစုပေါ်ထားတဲ့တာဝန်ကျေမှုသူ့နိုင်ငံအသင်းပေါ်ထားတဲ့ပေးဆက်မှုတစ္ဆာရှိမှုတွေကကျွန်တော်နှလုံးသားကိုကင်လှုပ်လာခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ရိုနယ်ဒိုကိုတကယ်လေးစားရတဲ့အကြောင်းရင်းကအခုပြောပြခဲ့တဲ့အကြောင်းအရာတွေထပ်ပိုပြီးနည်းနည်းပါတယ်။ရိုနယ်ဒိုကိုအဓိကကြိုက်ရတဲ့အကြောင်းရင်းကိုအခုမှပြောပြပါမယ်။ကျွန်တော်တို့လူလောကမှာအခက်အခဲဆုံးအရာတစ်ခုကိုပြောပါဆိုရင်ပြောထားတဲ့စကားကိုအလုံးနဲ့တက်တည်ပြရတာပဲလို့ပြောကြပါတယ်။စကားတွေကိုကြိုမပြောနဲ့ပုံမပြောနဲ့အကယ်၍ပြောပြီးပြီဆိုရင်လည်းပြောတဲ့အတိုင်းလုပ်ကြတာကအရန်ခက်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ရိုနယ်ဒိုကအဲ့ဒီခတ်ပါတယ်ဆိုတဲ့အရာတွေကိုအချင်းချင်းလုပ်ပြခဲ့ပါတယ်။ပထမအဆုံး2000ကအကြောင်းကိုပြောပြခြင်းပါတယ်။2000ခုနှစ်မှာသတင်းတောက်တယောက်ကခရစ္စတီယာနိုရိုနယ်ဒိုကိုမေးခွန်းတစ်ခုမေးခဲ့ပါတယ်။ကမ္ဘာအကောင်းဆုံးကစားသမားကဘာတူလဲ။ရိုနယ်ဒိုကတော့တုံဆိုင်မနေပဲကျွန်တော်ပဲလို့ယုံကြည်ချက်အပြည့်နဲ့ဖြေခဲ့ပါတယ်။ဒီအဖြေကြောင့်လူအများစုကမနေ့တနေ့ကမှမန်ယူရောက်လာလို့ငါတို့သိတဲ့ကောင်ကပြောတဲ့ပုံစံကလည်းမောက်ပါလိုက်တာကွာ။မင်းကောင်မင်းအကောင်းဆုံးကစားသမားဟုတ်လား။မင်းကတော်တော် respect မရှိတဲ့ကောင်ပဲ။တော်တော်လည်းရဲဖို့ကောင်းတယ်။ဘာညာနဲ့အများကြီးဝေဖန်ခဲ့ကြပါတယ်။အဲ့ဒီခုနှစ်မှာပုံမှန်လုပ်ရင်တော့ခက်ခဲလှတဲ့အရာတွေကိုရိုနယ်ဒိုကဝေဖန်မှုတွေအောက်မှာရဲရဲဝံ့ဝံ့လုပ်ပြခဲ့ပါတယ်။2009-2008ရာသီမှာရိုနယ်ဒိုကပရီးမီးယားလိမှာ32ဂိုးသွင်းပြီးဂိုးသွင်းပရင်ဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲစုံ49ပွဲမှာ42ဂိုးသွင်းပြီး12ဂိုးဖန်တီးပေးခဲ့ပါတယ်။ချန်ပီယံလိမှာလည်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပြီးပေါ်တိုဘက်ကိုမီတာ40အကွာကနေကန်သွင်းခဲ့တဲ့ဂိုးကတော့အခုထိပြောစမှတ်တွင်နေသေးပါပဲ။အဲ့ဒီရာသီကရိုနယ်ဒိုရဲ့ free kick တွေဟာပြိုင်ပွဲဂိုးသမားတွေအတွက်အိမ်မက်ဆိုးလိုဖြစ်ခဲ့ပါတယ်။အဲ့ဒီနှစ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ရိုနယ်ဒိုဟာပရီးမီးယားလိချန်ပီယံလိချန်ပီယံကလပ်ဝေါ်ကပ်ချန်ပီယံဘောလုံးဒီယော UEFA Best Player ဥရောပ Golden Shoe PFA Player of the Year FWA Footballer of the Year စတဲ့တဦးချင်းစုတွေရောအသင်းလိုက်ဖလားတွေရောအကုန်လုံးဒီပါကိုရိုနယ်ဒိုကသိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့နှစ်သုံးကစုတွေအကုန်လုံးဒီပါကိုရိုနယ်ဒိုကတယောက်တည်းသိမ်းပိုက်ခဲ့တာပါ။ဒါကတော့အကြောင်းအရာတစ်ခုပေါ့။နောက်တစ်ခုကိုထပ်ပြောရမယ်ဆိုရင်ရိုနယ်ဒိုကဂျူမင်တက်အသင်းအတွက်ကစားနေတဲ့အချိန်ချန်ပီယံလိမှာအက်တလက်တီကိုနဲ့တွေ့ခဲ့တဲ့ပွဲပါ။ဒီပွဲကပထမအကြော့မှာဂျူမင်တက်ကအက်တလက်တီကို2-0နဲ့ရှုံးနိမ့်ခဲ့ပါတယ်။အက်တလက်တီကိုနီးပြစီမိုနီကလည်းကြမ်းတမ်းစွာအောင်ပွဲခံခဲ့ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုကငါကချန်ပီယံလိ9လုံးယူထားတဲ့ကောင်မင်းတို့ကတော့တစ်လုံးမှမရှိဘူး။အဲ့တော့တိတ်ပျော်မနေနဲ့နောက်တစ်ကြိမ်မှာပြန်တွေ့ကြတာပေါ့ဆိုပြီးပြောခဲ့ပါတယ်။ဒါကိုအက်တလက်တီကိုပြည်သက်တွေကဘာကိုချန်ပီယံလိ9လုံးယူထားတာလဲ။မင်းမဘယ်လောက်ယူဒီပွဲကတော့ပြီးသွားပြီ။ဘာညာနဲ့လေတိုက်ခဲ့ကြရပေါ့။ဒါပေမဲ့ရိုနယ်ဒိုကနောက်တစ်ကြိမ်မှာအထရစ်ပါသွင်းပြပြီးအနိုင်ယူပြခဲ့ပါတယ်။တကယ်ကိုအံ့ဩဖို့ကောင်းပါတယ်။အဲ့လိုမျိုးတွေနဲ့ပဲကြိုပြောပြီးလုပ်ပြခဲ့တဲ့အရာတွေအများကြီးရှိပါတယ်။ဒီလိုမျိုးလုပ်ပြခဲ့တဲ့အရာတွေကိုသိလာတဲ့နောက်ပိုင်းမှာဘယ်သူကရိုနယ်ဒိုကိုမကြိုက်ဘဲနေနိုင်မလဲဗျာ။ကျွန်တော်ကတော့အဲ့ဒါတွေကိုကြည့်ပြီးရဲ့နောက်မှာရိုနယ်ဒိုဆိုတဲ့လူသားတစ်ယောက်ကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာနဖျားတစ်ယောက်လိုစိုးမိုးနေခဲ့ပါတယ်။စူးစမ်းတိုင်းမအောင်မြင်နိုင်ဘူးလို့ပြောတဲ့သူတွေကိုငယ်ဘဝအခက်အခဲတွေကြားကနေမယမနာစူးစမ်းပြီးကမ္ဘာထိပ်တန်းအဆင့်ဘလုံးသမားဘဝကိုရောက်လာအောင်စူးစမ်းပြခဲ့တဲ့လူတစ်ယောက်ဆင်းရဲတဲ့ကလေးတစ်ယောက်ဘဝကနေအခုဆိုသူ့မှာကားပနစီရှိမှန်းတော့မသိလောက်အောင်စူးစမ်းပြခဲ့တဲ့လူတစ်ယောက်ကိုရိုးတတဝင်ခံရရင်မက်ဆီတက်ပိုပြီးကြိုက်မိတာတော့အမှန်ပါပဲ။မိတ်ဆွေတို့ရောရိုနယ်ဒိုကိုမက်ဆီတက်ပိုကြိုက်တဲ့သူတွေရှိလားဗျ။ဘာကြောင့်ပိုကြိုက်တယ်ဆိုတဲ့အကြောင်းပြချက်တွေရှိရင်လည်းကွန်မန့်မှာရေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။